အပိုင်းဆက်လေးပဲဖြစ်ပါတယ်ဟာကျမလည်းမပါဘူးငါဘာလို့မအဲ့တော့မပါချင်ဘူးဘာပါလို့လဲအပိုင်းဆက်လာငါတို့အခင်းတက်ပြီခင်းကြပါဦးဒီနေ့ငါလေးကဆန်းထားရနော်ဟုတ်တယ်အော်ဒါနဲ့နောက်ပြီးရေတော့ကူကြမယ်နော်အေးလာအရင်ဆုံးကန်ချူလေးပါပတ်လာမယ်ဟာရှုပ်ပြန်လာလိုက်တာမိုင်ငါမရေစင်းဖြစ်နေတယ်ဟဲ့ပြမရောဟာပြရောဟဲ့လိုက်စားကြပါဦးရတော့ပါဦးဒီကူလာခဏမဟုတ်လားဟုတ်တယ်ကမသူကနာလာငါနဲ့ပဲရှိရဒီလူကလည်းပြဟာပြမရှိတော့ဘူးဘယ်လိုလုပ်ကြမလဲကမကြောင့်ပြောပါနဲ့လေသူကနှစ်ပန်းလေးနဲ့ပြောင်းနိုင်တယ်လေဟဲ့နင်းလေပြောင်းနေလားအစင်လေးလားသူကြောက်ရှင်နဲ့ပြောက်ဝင်လေတော့မခေါ်တော့သူညီမ3ယောက်ရှိပါတယ်ဒီမှာဟိုကောင်မကပြောက်သွားလားမသိကောင်မတွေဒီကောင်မတွေဘယ်လာလာဝတာလဲရာဒီလာပါလားပြဟိုကောင်မလည်းဝါပြန်ပြီ။ငါပြောက်တဲ့လူတွေပဲ။ပြောက်တယ်တော့။မောက်တယ်လို့။အရင်ကိုမိုက်လာ။ပြမလည်းမတွေ့တော့ဝဝမလည်းမတွေ့တော့သူတွေဘယ်သွားကြတာလဲကော။ဟာဘာညောင်းကြီးရှိရနော်။ဝေါညောစင်းကမလိုက်တာလေမျိုးအခုမှတိုင်ကဖွေတော့အဲ့ဘောတက်ကြည့်မယ်ဘဝမှာပဲပြောက်သွားတယ်တော့မသိဘူးနေလိုက်မပြောက်ဝင်ကြည့်ဟာလုံးပြန်ပြောက်သွားအဲ့ဒါပဲကြောက်လို့မသိဒီမနေ့ကငါလိုက်ဆိုင်ရမောလိုက်တာဟဲ့အဲ့ဒါတော့လာတော့ဆမ်းမပြောက်ကြစီရနော်အပေါ်လည်းနေလို့မဆက်ခိုင်းလို့ကြောက်တယ်ဒီပဲပြောက်ကူးတော့ပဲစီအောင်မယ်မင်းပါပါရင်ဖြစ်တယ်လေဒီကောင်မလာတော့ကြတာဆက်ပြမတော့ဘာဖြစ်နေကြလဲညမစနာလေးနဲ့တင်လာရဒီကောင်မကတင်နေတယ်လို့ကြည့်လုံးပြန်ပြီ။ဒီနေ့ကလည်းပြောလိုက်ချင်တော့လာတင်ထက်ကြမယ်။ဒီ
စံအင်ကြီးအောင်မလိုက်တာဒီလောက်ကိုရတော့ဒီလောက်ပါပဲနောက်ထပ်ပိုင်း15မှာပြန်ရမယ်နော် goodbye